ကောင်က9လက်မအဖြူနော်9လက်မအဖြူကအရင်ဒါတော့လက်သစ်ပေါ့နော်လက်သစ်အရင်အဖြူနဲ့တော့အယောင်နည်းနည်းกว่าနော်အရင်ဖြူကနည်းနည်းဖွေးတယ်ဒီကောင်ကတော့အယောင်နည်းနည်းလေးတော့မဖြူဟိုပါပြောမယ်အယောင်နည်းနည်းလေးတော့ညို့တာပေါ့အရင်အဖြူကတော့ဒီကောင်ဒါလက်ဟောင်းကနည်းနည်းအယောင်ပိုဖွေးတယ်သူကကြာနည်းနည်းလေးအယောင်ကတော့မတူเนาะအယောင်တော့နည်းနည်းလေးတော့ညို့မယ်နောက်တစ်ခုပါကွာလဲဆိုတော့ညာတော့လက်ဟောင်းပေါ့လက်ဟောင်းကတော့အောက်ခံစက်ကူထူတယ်ဒီကောင်ကကြတော့ဒီအောက်ခံစက်ကူတွေကကြတော့ပါတယ်เนาะဒီအောက်ခံစက်ကူတော်တော်ပါတယ်မတူဘူးเนาะဒီနှစ်ခုကအောက်ခံစက်ကူအယောင်လည်းမတူဘူးထူပါနည်းနည်းกว่าเนาะကိုယ်ကဒါလေးခွာပြကြမှာခွာအေးခွာလိုက်အပေါ်စတစ်ကာကတော့မပါဘူးเนาะအပေါ်စတစ်ကာကတော့တိတ်ပြောသလောက်မပါဘူးအောက်ခံအယောင်လည်းမပေါက်ဘူးเนาะသုံးလို့ရတယ်အဓိကတော့ဒီအောက်ခံစက်ကူပါတာဒီကောင်ကတော့တော်တော်ပါတာเนาะအောက်ခံစက်ကူကတော့တော်တော်ပါတယ်အရင်လက်ဟောင်းနဲ့ဆိုင်เนาะတော်တော်လေးပါတယ်ကြီးတောင်ကြီးနေအောက်ခံလက်ရိပ်တော့မြင်နေရတယ်အောက်ခံပါတာပေါ့เนาะသူကကြတော့ဒါအရင်ဟာကြတော့သူကအောက်ခံစက်ကူကတော့ထူတာပေါ့ဒါပေမဲ့ဖောက်ဆက်သုံးမဲ့ဆိုရင်တော့နည်းနည်း pressure တော့ short မှရမှာเนาะ